င်းပါလာဒီနေရာများသောအားဖြင့်ဒါ family တွေလာကြတယ်ကလေးတွေမိဘတွေနဲ့သူတို့တွေလာကြတယ်ဒီမှာ DIY တွေရှိတယ် comedy တွေရှိတယ်ဆိုင်တွေရှိတယ်ဆိုင်တွေစားသောက်မျိုးစုံရှိတယ်ဆိုရင်အခုဒီကဆိုလို့ရှိရင်ရှေ့ကပေါ်ကြည့်ရပါလဲဆိုတော့အဲ့ဒါ comedy သူကမှ full ဖြစ်နေတဲ့ဆိုင်ပေါ်မှာပြတယ် full ဖြစ်လူပြည့်တယ်ဒါ comedy ဟိုဘက်မှာဘာဘယ်လိုတွေထိုင်ဖို့နေရာလေးလုပ်ပေးထားတယ်အမိုက်ပြဖို့နေရာလေးလုပ်ပေးထားတယ်ဟိုဘက်ဒီမှာရှိနေတယ်ညဆိုလို့ရှိရင်ဒီဘက်မှာ DJ ပေါ့ DJ ရှိတယ်ဒီဘက်ကဒီခုံလေးဒီခုံလေးအဲ့မှာ DJ ရှိတယ်ဒီမှာဟိုမှာ official merchandise ကအင်ကြီးတွေသူတို့ official DIY နဲ့ပတ်သက်တဲ့ဝယ်စားတွေပါတွေပေါ့မျိုးစုံရှိတယ်ဒီဘက်မှာစားတော့ဆိုင်တွေဟိုဘက်မှာ main stage ရှိတယ်ဒီနေ့လေးဆက်သွားကြည့်လိုက်ဒီကအခုစားတော့ဆိုင်လေးတွေဒီမှာဆိုတာ Greek စားဟိုဘက်မှာ Korea စားတဲ့ပြင်ပေါ့မျိုးစုံရှိတယ်ဟိုမှာ burger တိုင်းရှိတယ်ဒီဘက်ဒီမှာလည်းရှိတယ် Indian street food ရှိတယ် burger ရှိတယ် Mexican salsa ရှိတယ်ဟိုမှာ noodle city Thai salsa ရှိတယ်ဒီနေရာမှာလူတွေစားတော့တွေဝယ်ပြီးစားလို့ရအောင်လို့ဆိုလို့ဝယ်ကုန်ချပေးထားတယ်ကြိုက်တဲ့နေရာဝယ်လာပြီးတော့ကြိုက်တဲ့လောက်ထိုင်စားအဲ့မှာရပါတယ်ဟိုမှာပီဇာဆိုင်အဲ့လိုပေါ့ဆိုင်လေးတွေရတယ်မျိုးစုံလူငယ်တွေကလေးတွေများတယ်မိသားစုတွေလာကြတယ်ဆိုဒီမှာ main stage ရှိတယ် main stage ကိုကျွန်တော်တို့ခဏနေသွားမယ် main stage ကြီးထဲမှာဒီမှာဗမာပြည်ကနေပြီးတော့လာဖွင့်တဲ့ဆိုင်တွေလည်းရှိတယ်ဗမာပြည်ကနေဆိုတာဒီအင်္ဂလန်မှာနေတဲ့ဗမာပြည်ကလာတဲ့လူတွေပေါ့နော်အင်္ဂလန်မှာနေခြေချနေထိုင်နေတဲ့လူတွေရဲ့သူတို့ရဲ့ဒီဆိုင်လေးပေါ့ဒီမှာလို့လာဖွင့်တာနေရှိတယ်ဒီမှာလူတွေကလည်းများတယ်ဆိုတော့ရောင်းအားလည်းကောင်းတယ်ဒီနေ့ရာသီဥတုခုလောလောဆယ်တော့ရာသီဥတုကောင်းနေတယ်ခုနကတော့လည်းပူတယ်ဆိုဒီချိန်မှာဆိုတာထက်အမှန်တကယ်ဆိုရင်ဒါကျွန်တော်နည်းနည်းစောနေတယ်ညနေ9 နာရီလောက်ဆိုရင်တော့ကြိတ်တူအဲ့ချိန်ကြတော့လူတွေအရန်ကြိတ်တူတော့ရိုက်လို့သိမကောင်းဘူးဗျအဲ့ကြောင့်ကျွန်တော်ဒီချိန်လောက်မှာထွက်လာပြီးတော့ရိုက်တယ်ဆိုလူတွေကဘယ်လိုလုပ်လဲဆိုတော့ဒီမှာဒီပွဲကအားလုံးပေါင်း4ရက်ရှိတယ်အဲ့တော့သူတို့တွေကလက်မှတ်ကို4ရက်စားတော့လောက်1ရက်2ရက်3ရက်စသဖြင့်ပေါ့ဝယ်ကြတယ်ဝယ်လို့ရှိရင်သူတို့ကဒီရွက်ဖြင့်တဲတွေထိုးပေးထားတယ်အဲ့ရွက်ဖြင့်တဲတွေမှာနေလို့ရတယ်အဲ့ဒီမှာနေကြတယ်ဒါဆိုတာဗမာပြည်အဆိုင်လက်ဆိုင်nacho burritos ဝယ်စားတွေရောင်းတာတွေရှိတယ်ဒီကွင်းမြင့်ကြီးအကျယ်ကြီးပဲကျွန်တော်ဒီနေ့အကုန်လုံးပတ်နိုင်မှမလားတော့မသိဘူးအဲ့တော့ဒီလောက်လူတွေအများကြီးကိုဟုတ်လားတစ်ခါမှလူဆိုတာလည်းလေတွားရင်လာရင်နဲ့အပေါ်လေးတွားချင်တာမျိုးတွေရှိတယ်ဒါတွေကိုဘယ်လိုဖြေရှင်းမလဲကျမကြီးနဲ့ညီအောင်ဘယ်လိုလုပ်ကြမလဲဆက်ဖြစ်ဒါတွေပေါ့ဒါတွေအကုန်လုံးသူတို့စီစဉ်ပေးထားတယ်ဒီပွဲစီစဉ်တဲ့လူတွေကဒါတွေအားလုံးကိုလုပ်ရတယ်ဒီဆိုင်တွေအားလုံးကိုလည်းလိုက်ပြီးတော့သူကစစ်တယ်ကျမကြီးနဲ့ညီလိုက်စစ်တယ်ဆိုတော့အစားတောက်ဒီလည်းပဲဟိုစိတ်မချရတာမျိုးမရှိဘူးပယ်လာအဲ့ဒါဟိုစပိန်ထမင်းကျော်ဒီမှာလို့ပြောရင်ထမင်းကျော်ကဲအခုကျွန်တော်တို့ဟိုရှီနာလေးမှနည်းနည်းတော့ကြည့်မယ်ဒါကအလားပါဆိုင်လေးတွေရှိတယ်ဆွဲကြိုးလေးတွေပါလေးတွေတော့သူဒီဇိုင်းလေးဟိုထုတ်တယ်ဒီဘက်မှာ pop တစ်ခုရှိတယ်ဒါဆိုလို့ရှိရင်သူ့ဟာနဲ့သူပေါ့တချို့ကျတော့ pop တချင်းနေဆိုတဲ့နေရာတချို့ကျတော့ rock တချင်းနေဆိုတဲ့နေရာတချို့ကျတော့ဒီ comedy နေရာစသဖြင့်ပေါ့တချို့တွေကျတော့ဒီအဆိုတော်အစ်စ်တွေအတွက်တီးတန့်လုပ်ပေးထားတဲ့ pop တွေရှိသေးတယ်ဟောအားရတွေဆိုရင်တော့အိမ်နာတွေပေါ့ဗျာပြောရရင်တော့ toilet တွေပေါ့ဒီမှာလာတဲ့လူတွေက
တွေလည်းရှိတယ်ဒီဂျိုခန်းတွေလည်းရှိတယ်ပတ်စံပေးကြမလို့သူတို့ဒီလက်မှတ်ဝယ်လိုက်ပြီဆိုလို့ရှိရင်လက်မှတ်ထမအားလုံးပါပြီးသွားပြီဆိုတော့လက်မှတ်ဈေးရလည်းမသေးဘူးဗျပေါင်300လောက်ရှိတယ်ပွဲကြီးရင်ကြီးတယ်လို့ပေါ့ဒါတွေကအကုန်လုံး toilet တွေဒါအိမ်သားတွေပေါ့နော်ဒါမျက်နှာတက်မယ်လက်ဆေးမယ်ဆောက်စကနေရာလေးတွေလုပ်ပေးထားတယ်ဒါ toilet တွေtoilet ကိုဘယ်လိုပြထားလဲဆိုတော့ဒီမှာဆိုင်ဘုတ်ကြီးနဲ့ထောင်းပြထားတဲ့အဝေးရနေမြင်ရအောင်လို့အရေးကြုံလာလို့ရှိရင်ညဆဆသွားလိုက်အောင်ဘကဒီဝိုင်းတစ်ခုဘာလို့ဆိုနေလဲမသိဘူးစတော့ကြည့်အောင်ဒီမှာဝါတာလို့ရေးထားတယ်ယူရီနယ်ဆိုတာကတော့အမျိုးသားတွေမတ်တက်ရပြီးတော့စီးသွားလို့ရတဲ့နေရာနော်နောက်မှဝါတာရေးထားတယ်ဝါတာကကြတော့တောက်ရည်ယူလို့ရတယ်ကိုပူလေးနဲ့ကိုတောက်ရည်ဖြည့်လို့ရတယ်အဲလူတွေတချို့အဲ့လိုပဲလာဖြည့်ကြတယ်ဟုတ်ပါရမ်းပြည့်နေတယ်ဆိုတော့အပြင်လောက်ကပဲရပ်ပြီးတော့ကြည့်မယ်ဒီမှာတစ်ခုကောင်းတာပါလဲဆိုတော့ဘလောက်လူများရမဖြစ်ကြဘူးဗျThank you so much. We're about to get to the mega banger section of the set list, everyone. So thanks for sticking with us. ကဲခုနကတော့စူညံနေတဲ့စကားလည်းပြောလို့မရဘူးဆိုတော့ခုနတရားတီးနေတဲ့ TY နာမည်က Lime Garden ဆိုတော့မြို့သမီးတွေကြီးပဲသူတို့တီးရတယ်ဆိုကြတယ်ဒါရကြီးပဲလုပ်တယ်အဲ့လေကြည့်လို့ရကျွန်တော်တို့တပတ်မပတ်တော့ဘူးဟိုဘက်ကမှလည်း site တွေပဲရှိတယ်ဆိုတော့ကျွန်တော်တို့အခု main arena ပေါ့ main stage ပေါ့အဲ့ဒီကိုသွားမယ် main stage ကဒီဘက်ကနေသွားရင်တော့ပုံနီးရဲအဲ့ဒါကြောင့်မှန်တကယ်ကတော့ main stage သွားမယ်ဆိုလို့ရှိရင်ညနေဘက်ညဘက်ကျရင်ပိုကောင်းတယ်ဘာလို့လဲဆိုတော့တကယ်နာမည်ကြီးတွေလာတာပေါ့နော်နာမည်ကြီးဆိုတော်တွေလာတယ်ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်သွားတော့မှဆိုရင်ဘယ်မှာလဲဆိုတော့ download ဆိုတဲ့ festival မှာဒီထက်9စားလောက်ကြီးမယ်တော်တော်ကိုကြီးတာဒီဝိုင်းနေဆိုတော့လည်းအများကြီးပဲ state တွေကကွင်းကလည်းအကျယ်ကြီးဆိုအဲ့တော့ကတကယ်အမေရိကနေပြီးတော့လာတဲ့ဒီ Metallica တို့ဘာတို့ Slipknot တို့သူတို့တွေလာကြတယ်အခုဒီမှာကများသောအားဖြင့် indies ဆိုတဲ့ဒီ music တစ်ခုပေါ့နော်အဲ့ဒီဟိုမှာ Duran တို့ဘာတို့သူတို့လာကြတာပေါ့အဲ့လိုဒီဝိုင်းနေလာတယ် English folk music ဒီအခုဒီပွဲမှာဗောလေအဲ့ဒါလေးတွေကိုသူတို့လောက်တာဗောဒီ folk music အဓိကထားပြီးတော့သူတို့လောက်တာဗော main stage မှာတော့ဒီ English folk music ဆိုတော့သူတို့ရိုးရာ music တစ်ခုမျိုးဗောသူတို့ဒီ music မျိုးစားတစ်ခုဆိုတော့ဒီမှာကကြည့်ဖို့စင်နေပါလုပ်ပေးထားတာဒီကွင်းညက်တော်တော်ကျဲတယ်ဆိုတော့ဒီမှာဒီဆိုင်ရဝန်ထမ်းတွေရှိတယ်အဲ့ဝန်ထမ်းတွေနေဖို့နေရာလဲသူတို့လုပ်ပေးတယ်
ဘယ်လိုလဲဆိုအဲ့လိုနေရာတစ်ခုကွင်းမြင့်ကြီးတစ်ခုပေးလိုက်တာပေါ့အဲ့မှာကိုဘာသာကိုဒီရွက်ဖြင့်တဲလေးတွေထိုးတာပေါ့နော်ကျွန်တော်တန့်ထိုးတယ်ခေါ်တာပေါ့တန့်လေးတွေထိုးပြီးတော့နေကြတာဝန်ထမ်းတွေရေချိုးတဲ့နေရာသက်ရှိတယ်ဒီမှာဒီလိုပေါ့ဒီလိုဒီစိုင်းသမားတွေရေချိုးတဲ့နေရာသက်ရှိတယ်နောက်ဒီလာတဲ့ပရိသတ်တွေရေချိုးတဲ့နေရာသက်ရှိတယ်ခြားသဖြင့်တော်တော်များများအဲ့လိုသူ့ဟာလေးနဲ့သူကခွဲထားတာပေါ့အဲ့ဒီလိုတွားရင်လာရင်လည်းပဲအများသူငါသုံးလို့ရတဲ့အိမ်နယ်ရေချိုးခန်းတွေလည်းရှိတယ်ဒါဒီမှာကျွန်တော်တို့ festival ပေါ့ဗျာဟိုရန်ကုန်လိုပြောရမယ်ဆိုရင်တော့ရေကြောမှာပွဲတော်ဖြစ်တယ်လို့ပေါ့အဲ့လိုမျိုးဒီမှာ main stage ရောက်ပါပြီကျွန်တော်ရောက်တဲ့အချိန်က main stage ကခဏနားတဲ့အချိန်လာတော့မသိဘူးကျွန်တော်ကတိတ်ဟိုညနေပဲထွက်လိုက်ရင်ကြတော့လူတွေအများများတယ်ကြိတ်တို့ဖြစ်နေတော့အချိန်မှာဒီရိုက်ရတာအဆင်မပြေဘူးဗျအဲ့ဒါကြောင့်ဒီနေရာကိုဘာလို့ခေါ်လဲဆိုတော့လက်တီကျူလို့ခေါ်တယ်ဒီမှာဒီ main stage မှာရေးထားတယ်လက်တီကျူဆိုပြီးတော့တရားကိုလက်တီကျူ festival လို့ခေါ်တယ်လူတွေကိုယ့်အကိုခောက်ခုံလေးတွေယူလာပြီးထိုင်ကြတယ်အမတ်တရကြည့်လို့လည်းရတယ်နေရာဥတာတွေလူတာတွေရန်ဖြစ်တာတွေလုံးဝမရှိဘူးဒီမှာလူတွေထိုင်ဖို့တွေလုပ်ပေးထားတယ်ဒီပွဲတစ်ပွဲကိုလာမယ်ဆိုလို့ရှိရင်အစားအသောက်တာဘာညာအားလုံးဆိုလို့ရှိရင်ပေါင်900လောက်ကုန်တယ်I feel it now, just letting you hold it like I did. ရှင်းအောင်သွားလိုက်မယ်နော်ရှင်းအောင်သွားလိုက်မယ်အတန်တော့လည်းဆူညံသွားမယ်ဒါ main stage မှာSo our camera just arrived actually. I've been lonely since I was
just a couple more for you. Thank you so much. It's been a pleasure.တော်တော်ကြီးတယ်ဆိုပေမဲ့ဒီဟာကိုနည်းနည်းဟိုအရင်တချို့ပွဲတွေနဲ့ရှင်လာလို့ရှိရင်သေးတယ်လို့တော့ပြောလို့ရတယ်တချို့ဒီ download တို့ leaks တို့ဆိုလို့ရှိရင်တကယ်အကြီးတွေလို့ကျွန်တော်တို့ငယ်ငယ်တော့ဒီနိုင်ငံသား stage show တွေကြည့်လို့ရှိရင်ဟာ stage အကြီးတွေနဲ့လူတွေအများကြီးတွေနဲ့ဆိုတာဘယ်လိုလဲဆိုတာကျွန်တော်တို့မသိဘူးဘာလို့လဲဆိုတော့အဲ့တုန်းကဒီ state စင်ပေါ်မှာတီးဆိုနေတာတွေပဲကျွန်တော်တို့မြင်တာအဲ့တော့ဒီ state စင်တွေရဲ့အပြင်ဘက်မှာဒီလိုဆိုင်တွေရှိတယ်လူတွေဘယ်လိုနေကြတယ်ဥပမာတချို့ပွဲတွေဆို9ရက်ဗျအဲ့မှာတချို့9ရက်လုံးလာတဲ့လူတွေရှိတယ်ကောင်းကောင်းစားမယ်သုံးမယ်ပြီးရင်သူတို့ပြန်မယ်ဒါပဲအဲ့သူတို့ညဆိုလို့ရှိရင်ဒီမှာဘားတွေပါရှိတယ်သူတို့ကမယ် DJ တွေရှိမယ်ဟာဒီလိုပဲတော်တော်ပျော်ပျော်ပါပါဟိုနေကြတယ်အဲ့အဟောကြာကောင်းတာပေါ့လေဒီလောက်လူတွေအများကြီးဒီလောက်နေဆုံးလာတဲ့လူတွေနေတွေတော်တော်များများအစုံကလာကြတယ်အဲ့ဒီလူတွေရမ်းမဖြစ်ကြဘူးဗျရန်လုံးဝမဖြစ်ဘူးဆဲတာဆိုတာရန်ဖြစ်တာတစ်ခါမှမြင်ဘူးဒီမှာရေမီးအားလုံးပြည့်စုံဒါလည်းလူတွေအတွက်လည်းထားပေးထားတယ်ဒီမှာဒါစားတော့ဆိုင်လေးတွေဒီဆိုင်မှာဝယ်မှဒီခုံမှာထိုင်ရမှာမဟုတ်ဘူးကြိုက်တဲ့ဆိုင်ကဝယ်လာဒီမှာထိုင်စားကိုယ့်ကိုညောင်းရင်လည်းဝယ်ထိုင်လို့ရတယ်ဘာမှပြဿနာမရှိဘူးလူများလာတယ်အဲ့ဒါကနှစ်သက်ဆိုင်လူများလာတယ်ဒါညနေနောက်ထပ်တစ်နာရီလောက်ဆိုလို့ရှိရင်တိတ်တိတ်တူဖြစ်တော့ဒီမှာကားလေးတွေနဲ့သူလာရောင်းတယ်တကယ်တော့အဲ့ကားလေးတွေကမောင်းလို့မရဘူးအင်ဂျင်လည်းမပါဘူးဒီဆိုင်လေးတွေအတွက်လုပ်တယ်
မှာတော့ဝိုင်းနေပါလေတောက်မယ်ဆိုရင်ဒီမှာရှိတယ် ACC ထိုင်တောက်နေကြတယ်အဲ့လိုပဲနောက်ထပ်ဘာတတ်ရှိသေးတယ်ဘာဆိုပြီးတော့ဒီမှာဘာပွဲစည်းမှာဝင်ရင်တော့အားလုံးကဈေးနည်းနည်းကြီးတယ်။ညာရဲ့ဟိုဘက်ချမ်းမှာလက်တီကျူးဆိုတော့ရှိတယ်။အဲ့ဒီဟိုဘက်ချမ်းမှာရှိသေးတယ်။ကျွန်တော်ဟိုဘက်ချမ်းနေပြီးတော့ကျွန်တော်မသွားတော့ဘူး။ဟိုဘက်ချမ်းနေပြီးတော့ကျွန်တော်မသွားတော့ဘူး။ကျွန်တော်ဒီမှာကြိုက်ပြမယ်။ဘာလို့လဲဆိုတော့ဒါဘောကနေဖတ်သွားလိုက်ရင်ဟိုဘချမ်းကိုရောက်တော်တော်လေးตายရပါတယ်ဟိုဘက်မှာလည်းဒီဝိုင်းလေးတစ်ခုရှိတယ်သူတို့အဆိုတွေပါတယ်ဒီဆောင်းလေးအောက်ပါဆိုတော့ကျွန်တော်ဟိုဘက်သွားမယ်။ဘာလို့လဲဆိုတော့ဒီဘက်သွားတာထဲဟိုဘက်က port ခုကိုကျွန်တော်နည်းနည်းစိတ်ဝင်စားလို့ပြီးတော့ပြီးလာပြီနော်။လူတွေကတော့ရမ်းများလာပြီ။ဒါညဘယ်နာရီရှိလဲဆိုလို့ရှိရင်ည2 နာရီ3 နာရီထိ3 နာရီလောက်ထိကိုလူတွေရှိတယ်အများကြီးပဲ။အဲ့ဒါနောက်နေ့ကြလို့ရှိရင်ပဲအချိန်ပြန်စမလဲဆိုမနေ့9 နာရီဆိုလို့ရှိရင်လူတွေကိုဝင်ခွင့်ပြုလိုက်ပြီ9 နာရီ sorry 9 နာရီ10 နာရီပေါ့10 နာရီလောက်ဆိုလူတွေဝင်ခွင့်ပြုလိုက်ပြီဆိုတော့လူတွေဝင်လာမယ်စားသောက်ဆိုင်တွေလည်းစ run ပြီးအဲ့ချိန်ဆိုတော့ဒီပွဲပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအဖွဲတစ်ဖွဲရှိတယ်လူတွေကအမိုက်တော့တုံမပြစ်ကြပါဘူးဒါပေမဲ့အဲ့ပြစ်ခဲ့တဲ့အမိုက်လို့ပေါ့အသေးမောရှိတယ်ဆိုအဲ့ဒါတွေအကုန်လုံးလိုက်ကောက်ပြီးရှင်းပလိုက်တာအဲ့မနေ့ကြလို့ရှိရင်ဘာမှမှမရှိတော့ဒီပေါ်မှာလူများတယ်ဗျလူများတော့ကျွန်တော်ရှေ့ကိုတိုးဖို့ကခက်တယ်လူတွေအတွင်းထဲမှာလည်းအပြည့်ပြင်မှာလည်းပြုံနေတယ်ဒါလည်းဒီဝိုင်းပါပဲကျွန်တော်တို့လမ်းပြောင်းမယ်တစ်ဆန်းဆန်းသွားခြင်းနဲ့နေရာသွားခြင်းနဲ့တစ်ခုခုဆိုရင်ဘာပဲပြော information ကျွန်တော်တို့မေးလို့ရတယ်အဲဒီ square စီးနဲ့ပတ်သက်တဲ့အချက်အလက်တွေဒီမှာကျွန်တော်တို့မေးလို့ရတယ်ဒီခုစကြပြောင်းတယ်ဘာညာဆိုဒီမှာလာပြောလို့ရတယ်ဗီဒီယိုကအရင်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်နဲ့ပဲဒီမှာနားလိုက်မယ်ဒီနောက်တစ်ခေါက်ပြန်ဆုံးရတယ်